စစ်ကောင်ဆောင်အောင်ဖမ်းဝရမ်းထုတ်ရန် ICC ကိုအဆိုပြုသည့် VDA အမှတ်17ဦးအထိရှိလာတဲ့ဆွေးနွေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကိုဖမ်းဝရမ်းထုတ်ဖို့အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ကိုလက်မှတ်ထိုးအဆိုပြုတဲ့ VDA ပါလီမန်အမှတ်17ယောက်အထိရှိလာပါတယ်။စစ်ကောင်ဆောင်ကိုသမ္မတဖြစ်အတိမတ်မပြုရေးနဲ့ဖမ်းဝရမ်းထုတ်ရေးတို့ကိုအားစိုက်ဆောင်ရွက်နေတယ်လို့ VDA အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့ Proud ကပြောပါတယ်။မြန်မာစစ်ကောင်ဆောင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းထုတ်ဖို့ VDA လွှတ်တော်အမတ်တွေက2024ဒီဇင်ဘာ9ရက်နေ့ကတည်းကလက်မှတ်ရေးထိုးတိုက်တွန်းထားတာပါ။ VDA လွှတ်တော်မှာ Early Day Motion အရေးကြီးတဲ့ကိစ္စအဖြစ်လွှတ်တော်အမတ်10ယောက်ကကနဦးလက်မှတ်ရေးထိုးပြီးအဆိုပြုချက်တင်ထားတာဖြစ်ပါတယ်။2026ဖေဖော်ဝါရီလမှာနောက်ထပ်လွှတ်တော်အမတ်တယောက်ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက်အဆိုပြုချက်မှာပါဝင်သူစုစုပေါင်းအမတ်17ယောက်ထိရှိလာပါတယ်။ဧပြီ3ရက်နေ့စစ်ကောင်ဆောင်ကသမရရာထူးရယူထားတဲ့အပြိုင်တွေမှာဒီအဆိုပြုချက်ဟာလူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာပြန်လည်ပြန့်နှံ့လာတာဖြစ်ပါတယ်။ VDA အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့ Proud မှဦးထွန်းခင်က UK ပါလီမန်လွှတ်တော်ကနေတစစ်လုပ်တဲ့ဟာကကျွန်တော်တို့အတွက်အရေးကြီးတယ်။ UK ရော EU ရောဒီနိုင်ငံတွေကနေတစစ်လူသားမျိုးနွယ်စုအပေါ်မှာရာဇဝတ်မှုကျူးလွန်ခဲ့တာလူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်ဆောင်မြောက်လိုင်းကိုသမရဖြစ်အတိမတ်မပြုဖို့ပြီးတော့ထပ်ပြီးတော့အရေးယူတန်းခတ်ပိတ်ဆို့မှုတွေချဖို့တောင်းဆိုနေတာတွေအများကြီးရှိပါတယ်။ဆောင်ရွက်နေတာတွေလည်းအများကြီးရှိပါတယ်။ဒီထက်မကထပ်ပြီးတော့လှုပ်သွားမှာပါ။ဘာဖြစ်လို့လဲဆိုတော့သူ့ကိုအတိအမတ်မပြုရေးနဲ့သူ့ကိုအရေးယူရေးဆိုတာကျွန်တော်တို့အတွက်အင်မတန်မှအရေးကြီးပါတယ်။ ICC ကနေဖမ်းဝရမ်းထုတ်ဖို့ဟာကလည်းအခုထိကျွန်တော်တို့စောင့်နေတော့ကျွန်တော်ထင်တာတော့အဲ့ဒါလေးသိမကြတော့ဘူးထွက်လာမယ်လို့ရှုံကြည်ပါတယ်။အာဂျင်တီးနားရဲ့ဖမ်းဝရမ်းကတော့2025ဖေဖော်ဝါရီမှာထွက်ခဲ့တာပေါ့။လူသက်သမားရာဇဝတ်သမားကတော့ဘယ်တော့မှပြစ်မှုကျူးလွန်တယ်လို့ဝန်မခံဘူးဗျာ။အဲ့ဒီလိုကြတော့အခုကကျွန်တော်တို့ကနိုင်ငံတကာ PR နဲ့ Interpol ကို PR ပေးပြီးတော့အဲ့ဒီဖမ်းဝရမ်းကိုအနည်းအောင်အဆင့်အကြောင်းကြားစာထုတ်ဖို့ကျွန်တော်တို့စူးစမ်းနေတာရှိပါတယ်လို့ပြောပါတယ်။နိုင်ငံတကာရောက်မြန်မာတွေဟာစစ်ကောင်စီရဲ့ဘာသာရေးလူမျိုးရေးဆိုင်ရာကြမ်းဖက်မှုတွေကိုအရေးယူနိုင်ဖို့ရောက်ရှိရာနိုင်ငံတွေရဲ့အစိုးရနဲ့လွှတ်တော်တွေစီကိုသတင်းစကားတွေစဉ်ဆက်မပြတ်ပေးပို့နေကြတာပါအမေရိကန်ပြည်ထောင်စုမှာလည်းအစိုးရနဲ့လွှတ်တော်ကရိုဟင်ဂျာအရေးကိုအာရုံစိုက်နေပြီးအမေရိကန်နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် USCIRF ကမြန်မာပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ဘာသာရေးလူမျိုးရေးဆိုင်ရာအကြမ်းဖက်မှုတွေကိုအရေးယူဖို့အစိုးရကိုတိုက်တွန်းနေပါတယ်။ဝါရှင်တန် DC အခြေဆိုင်မြန်မာရေးဆောင်ရွက်သူကိုရင်အေးကအာဂျင်တီးနားလေတရားစွဲတဲ့ကိစ္စတွေဒါတွေကလည်းဆက်သွားနေတယ်။တရားရုံးလုပ်ငန်းတွေကအချိန်တော့ရှူတာပေါ့နော်ဒါပေမဲ့ဆက်သွားနေတာရှိတယ်။နောက်ပြီးလို့ရှိရင် ICC အပြည်ပြည်ဆိုင်ရာတရားရုံးကိစ္စဆိုလည်းဆက်သွားနေတာရှိတယ်။ဒါအပြင်ကိုတီမောနိုင်ငံကနေပြီးတော့ချင်းဘာသာရေးအင်အားစုတွေကနေတရားစွဲတဲ့ကိစ္စတွေဒါတွေကမြောက်လိုက်အတွက်တကယ် PR တွေပါပဲတစ်ချိန်တည်းမှာပဲ Scan Center Strike Force ကို FBI နဲ့ပေါင်းပြီးတော့မှထိထိရောက်ရောက်အရေးယူနေတယ်ဒါတွေကမြောက်လိုက်ကြုံတွေ့ရမယ့် PR တွေပဲရိုဟင်ဂျာတွေတိုင်းရင်းသားတွေဆိုလေတိုင်းရင်းသားတွေသူတို့ကိစ္စနဲ့ပတ်သက်ပြီးစူးစမ်းနေကြတယ်ဒီကလို့သာ ICC တို့ဘာတို့ကနိုင်ငံတကာရဲတပ်ဖွဲ့တွေကနေဖမ်းဝရမ်းဆိုတာမျိုးထွက်လာခဲ့ပြီးဆိုရင်တော့မြောက်လိုက်အတွက်တော့တေချာပေါက်တကယ်အိမ်မဆိုးပဲပေါ်တော့လို့ပြောပါတယ်မြန်မာဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မခင်တီရီနန္ဒာဆိုက EDM ဆိုတာက UK လွှတ်တော်မှာ Early Day Motion လို့ခေါ်တယ်အမတ်တွေကအရေးကြီးတဲ့ကိစ္စတစ်ခုကိုအာယုံစိုက်လာဖို့ဆိုရင်အဲ့ဒီ EDM နဲ့သူတို့ကတင်သွင်းအဆိုပြုလိမ့်ရှိတယ်အထူးသဖြင့်မြောက်လိုက်ပေါ်လီစေချာစဝတ်မှုတွေနဲ့လူမျိုးတုံတပ်ဖြတ်မှုတွေမှာလည်းပါဝင်ပတ်သက်နေတဲ့ခိုင်လုံတဲ့တပ်တွေအထောက်အထားတွေအများကြီးရှိတယ်မြန်မာစစ်တပ်ကနေပြီးတော့ရိုဟင်ဂျာကြီးပါတွေကိုဖျက်ဆီးတာတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်တာတွေပေါ်တော့VDAအပါဝင် ICC အဖွဲ့ဝင်နိုင်ငံတွေဆိုတာရှိတယ်အဲ့ဒီနိုင်ငံတွေကနေပြီးတော့မှသူတို့ရဲ့နေမြေတွေကိုမြောက်လိုက်ကဝင်ရောက်လာလို့ရှိရင်ဖန်စီထိန်သိမ်းဖို့တာဝန်ရှိတယ်ဆိုတာကိုသူတို့ကသတိပေးတာပေါ့နော်လို့ပြောပါတယ်2018ခုနှစ်မှာမြန်မာစစ်တပ်ကရခိုင်ပြည်နယ်ကရိုဟင်ဂျာကြီးပါတွေကိုဖျက်ဆီးတာအကြမ်းဖက်တပ်ဖြတ်တာတွေကြောင့်ရိုဟင်ဂျာလူမျိုး9သိန်းကျော်အိန္ဒိချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ရတယ်လို့ VDA အမတ်တွေရဲ့အဆိုပြုချက်မှတ်တမ်းမှာဖော်ပြပါတယ်
ICC ကစစ်ကောင်ဆောင်ကိုဖမ်းဝရမ်းထုတ်ပေးလိုက်မယ်ဆိုရင် VTay အပါအဝင် ICC အဖွဲ့ဝင်နိုင်ငံအလုံးဟာမိမိတို့ရဲ့ပိုင်နက်တွေကိုစစ်ကောင်ဆောင်ဝင်ရောက်လာတာနဲ့ဖမ်းဆီးဖို့တာဝန်ရှိတယ်လို့လည်းမှတ်ချက်ပြုထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကြောင့်ပြည်တွင်းမှာဒုက္ခဖြစ်နေတဲ့ရိုဟင်ဂျာတွေနဲ့အခြားတိုင်းရင်းသားတွေအတွက်တရားမျှတမှုကိုရှာဖွေနိုင်ဖို့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်နိုင်ငံအချင်းချင်းဝင်ရောက်မစွက်ဖက်ရေးမူဝါဒကိုအဆုံးသတ်တာမျိုးလိုနောက်ထပ်အစီအမံတွေလှုပ်ဆောင်ဖို့တိုက်တွန်းထားပါတယ်။ Los Angeles မြန်မာလှုပ်ရှားမှုအဖွဲ့မှာဂျိန်းရွှေကတိုက်ဆိုင်မှုမဟုတ်ဘူးလေသူတို့ကဒီအချိန်နဲ့ကိုမှန်ထားပြီးတော့ကျွန်တော်တို့ UK မှာလေအမတ်တွေကဒီလိုတောင်းထားပါတယ်မမေ့ပါဘူးဖေဖော်ဝါရီတုန်းကမှလက်မှတ်ထိုးတဲ့သူလေးရှိပါတယ်ပေါ့ဆရာကြီးသမရဖြစ်သွားတယ်ဆိုပြီးအဲ့ဒါထွက်လာတော့ကျွန်တော်တို့မြန်မာတွေကလေငါတို့လည်းဒီလိုလှုပ်ဆောင်နေပါတယ်ဆိုတာအဲ့ဒါပြတဲ့သဘောမျိုးပေါ့ဗျာ ICJ ကတော့နိုင်ငံရေးအရာဖိနှိပ်တာပဲရှိမယ်လေသူကနိုင်ငံကိုတရားစွဲတာကိုမင်းအောင်လိုင်းတို့လိုလူမျိုးကနိုင်ငံကိုဂယုစိုက်တာမှမဟုတ်ပဲနိုင်ငံဘာဖြစ်ဖြစ်သူတို့ကတိတ်ဂယုစိုက်မဲ့ပုံမရဘူးဒါပေမဲ့အဲ့ဒါကိုမှီပြီးတော့မှ ICC တို့ဘာလို့ရှောက်လာပြီးတော့ဆက်ပြီးတော့အရေးယူမယ်ဆိုရင်တော့သူတို့ ICC ဆိုရင်တော့ပူကြောက်မှလို့ပြောပါတယ်